င်္ဂလာပါကျမနာမည်ဒေါ်သိန်းမြင့်ဖြစ်ပါတယ်တွင်ငယ် college ရဲ့ CEO and founder တယောက်ဖြစ်တယ်လို့ CC program ရဲ့ mentor တယောက်လည်းဖြစ်ပါတယ်လူငယ်တွေရဲ့လောက်ကိုင်နိုင်စွမ်းကိုယုံကြည်တယ်နိုင်ငံတကာ IT အလောက်ကိုင်ခွင့်လန်းတွေကိုလည်းပေါ်ဆောင်ပေးခြင်းနဲ့ဆိုတဲ့စိတ်နဲ့ Stinker College ကိုထူထောင်လာခဲ့တာ9နှစ်ရှိလာခဲ့ပါပြီကျမတို့ခေတ်တုန်းကပြပမှာ professional အလောက်ကိုင်တစ်ခုရဖို့ဆိုရင် international degree တစ်ခုရှိရမယ်အဲ့လို international degree တစ်ခုရှိဖို့အတွက်ကဂုဏ်ကြီးကြအလွန်များတယ်မြန်မာနိုင်ငံမှာရှိတဲ့ဘွဲ့တစ်ခုနဲ့လောလောမှုရှိကျမအသက်20ပြည့်မှာ Computer Science degree နဲ့ Professional Certification တွေယူပြီးတော့စင်ကာပူနိုင်ငံမှာစပြီးအလုပ်လာရှာခဲ့တယ်အဲ့ချိန်တုန်းကကျတော့ဒီ academic background အနေနဲ့ degree တစ်ခုလိုအပ်တဲ့ဆိုတာလည်းသိချာမသိခဲ့ဘူးအဲ့ဒါအပြင်မှာလိုအပ်တဲ့ skill set တွေမှာ best skill set တွေတခြားလေ့လာပြီးတော့ဒီ professional career တစ်ခုရအောင်လုပ်မယ်ဆိုတဲ့ဟာကိုလမ်းညွှန်ပြသပေးမယ်လို့မရှိခဲ့ဘူးကျမအနေနဲ့ mentor တယောက်အနေနဲ့လမ်းပြပေးနိုင်မယ်ဆိုရင် IT career ကိုစိတ်ဝင်စားတဲ့လူငယ်တွေကို IT professional တယောက်ဖြစ်အောင်လမ်းကြောင်းပေါ်ကျင့်ပေးနိုင်မယ်လို့ကျမယုံကြည်တယ်။ကျင်လို့ငကုံကြက်ကြအများကြီးမရှိဘဲနဲ့ဒီလိုအခွင့်အလမ်းမျိုးရှိနိုင်တဲ့ဆိုရဲလမ်းကြောင်းတစ်ခုကိုကျမကပေါ်ဆောင်ပေးချင်တယ်။ဒါတောင်ကျမတွင်ငယ် college ကိုစဖွင့်ပြခဲ့တယ်။ဒီပနိုင်ငံတွေက academic ဘိုင်းမှာအားတာတယ်။ corporate လုပ်ငန်းတွေကလည်းနိုင်ငံတကာအသိမှတ်ပြု academic background ကိုလိုချင်ကြတယ်။အဲကြောင့်မြန်မာနိုင်ငံကလူငယ်လေးအနေနဲ့ဂျပန်၊စင်ကာပူ၊ UK အစရှိတဲ့နိုင်ငံတွေမှာအသိပညာရှင်တွေနဲ့လှုပ်ဆောင်ခြင်းနဲ့ဆိုရင်ဘာလို့ရမလဲဆိုတာကိုစံတဝါမဖြစ်ပဲနဲ့အဆင်ပြေဖြစ်အောင်ကူညီပေးခြင်းနဲ့ပြပေးခြင်းလို့တွင်ငယ် college ကိုစတင်ပြီးတော့တည်ထောင်ပြခဲ့ပါတယ်။နောက်ထပ်ကျမရဲ့ခံယူချက်တစ်ခုကမြန်မာနိုင်ငံကနေပြီးတော့ IT professional ဆိုတာနဲ့နိုင်ငံတိုင်းကလက်ခံနိုင်တဲ့လူချင်းနဲ့ရည်ချင်းမျိုးရှိတာအောင်ကျမအနေနဲ့ပြုစုပြထောင်ပေးခြင်းနဲ့အဲဒါကြောင့် UK equivalent ဖြစ်တဲ့ NCC education ကိုမြန်မာကျောင်းသားတွေဒါရမယ်ဆိုရင်ဒိုင်းလူများရဲ့အခွင့်အရေးရမယ်ဆိုပြီးတော့ NCC education UK နဲ့ partnership ကို level 6ယူခဲ့တယ်။ကျောင်းသားတွေတရားအဆင်ပြေအောင်လဲinstallment plan တွေကိုစီစဉ်ပေးထားပါတယ်။အခုဆိုစင်နိုင်ငံမှာအလုပ်လုပ်နေတဲ့ကျောင်းသားရောက်30ကျော်ရှိနေတဲ့အပြင်မှာ local မှာအလုပ်ကိုင်နေရရှိသွားတဲ့ကျောင်းသားတွေလည်းရှိလာပါပြီ။ကျမနဲ့ဝါသနာတူရက်တူတဲ့တငယ်ချင်းနှစ်ယောက်ရဲ့အားဖြည့်ပါဝင်မှုတွေရဲ့ကျမရဲ့ academic team support team တွေနဲ့အတူငယ်တွေရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်ပေးနိုင်ဖို့ဖန်ပြပေးနိုင်ဖို့ဆက်လက်ကြိုးစားပေးနေမှာအားလုံးပဲမင်္ဂလာပါကျမကတော့တွင်ငယ် college ရဲ့ academic director ဒေါ်သိန်းစင်စာစိုးဖြစ်ပါတယ်ကျမတို့တွင်ငယ် college ကိုအဓိကတည်ထောင်ခဲ့ရတဲ့ရည်ရွယ်ချက်ကတော့ကျောင်းသူကျောင်းသားများအတွက်နိုင်ငံတကာအသိအမှတ်ပြုပညာရေးလမ်းကြောင်းကိုဖန်တီးပေးရင်းနဲ့တကယ်အလုပ်ကိုင်ခွင့်လန်းတွေကိုပါရရှိနိုင်ဖို့အတွက်ရည်ရွယ်ပါတယ်ပညာရေးဆိုတာစမွေးအောင်မြင်ခြင်းတစ်ခုပဲမဟုတ်ဘဲနဲ့အနာဂတ်အတွက်ယုံကြည်မှုလုပ်ငန်းခွင်ဆိုင်ရာကျွမ်းကျင်မှုတွေကိုတည်ဆောက်ပေးနေခြင်းပဲဖြစ်ပါတယ်တွင်ငယ် college ရဲ့ဖြတ်သန်းလာတဲ့သက်တမ်းတစ်လျှောက် NCC level 3မှ level 6ထိပညာသင်ကြားသက်ရောက်ပြီးဘွဲ့ရရှိသွားသောကျောင်းသူကျောင်းသားများ IT လုပ်ငန်းခွင်နယ်ပယ်ထဲမှာ professional career ကိုစတင်ခဲ့ကြတဲ့ကျောင်းသူကျောင်းသားများကိုမြင်တွေ့ရခြင်းမှာတွင်ငယ် college ရဲ့အဓိကအောင်မြင်မှုတစ်ခုပဲဖြစ်ပါတယ်တွင်ငယ် college မှာ IT ဘာသာရပ်များကိုနိုင်ငံတကာအသိအမှတ်ပြုစံနှုန်းများနဲ့အညီစာတွေးလက်တွေသင်ကြားပို့ချပေးနေပါတယ်။ဒါအပြင်ပြောင်းလဲလာတဲ့ IT ဒီပညာလောကနဲ့ကိုက်ညီစေဖို့အတွက်တွင်ငယ် college ရဲ့ program များကိုအမြဲတိုးတက်ကောင်းမွန်အောင်လို့ဆောင်ရွက်ပေးနေပါတယ်။ပညာရေးဆိုတာကျောင်းသားမိဘဆရာနဲ့ပညာရေးအဖွဲ့အစည်းတို့အတူတူပူးပေါင်းဆောင်ရွက်ရတဲ့ partnership တစ်ခုဖြစ်ပါတယ်။ဒါကြောင့်အတူတူစ조사ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်အနာဂတ်မှာပုံမူကောင်းမွန်တဲ့ရလဒ်တွေကိုရရှိမယ်လို့ကျမတို့ယုံကြည်ပါတယ်။တွင်ငယ် college ကိုယုံကြည်ပြီးလက်တွဲလာတဲ့ကျောင်းသူကျောင်းသားများအားလုံးကိုကျေးဇူးတင်ပါတယ်။အနာဂတ်မှာပုံမူကောင်းမွန်တဲ့ပညာရေးလမ်းကြောင်းကိုပေးနိုင်ပြီးတော့ global professional များအဖြစ်ပြင်ဆင်ပေးနိုင်ဖို့အတွက်ကျမတို့ဆက်လက်ပြီးတော့ကြိုးစားသွားမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်
First thing first, planning in future in every aspect of our life from personal goals to professional project. Similarly, planning is also essential part of completing a successful academic assignment. And proper planning allows students to understand the requirement, manage their time efficiently, and produce high quality work. So this presentation will explore essential tips for planning assignment, including understanding assignment requirements, strategy for effective time management, effective research strategy, and step-by-step drafting process. So This part, I was talking about what kind of methodologies I'm using for this topic and why. I use two methodologies for this topic, secondary sources and qualitative research. For secondary research, is to gain full overviews of the topic and to understand how other people, researchers approach it, and to gain and synthesize large numbers of primary sources. အဲ့ scenario တွေကဘာတွေကိုလိုက်ရှာရမလဲ။နောင်လေးလိုက်ရှာရတယ်။အဲ့နောင်လေးဒီဘာဖြစ်နိုင်တာလဲ။ class ဖြစ်နိုင်ရရှိတဲ့ဟာဟုတ်နော်။ရှင်းပြရပါလား။ Okay ။ပေးတာလေ assignment ထဲမှာဆိုလည်းကျွန်တော်တို့ဘာပေးတာ scenario ကြီးပေးတာ။အဲ့ scenario တွေကနေပြီးတော့ကျွန်တော်တို့လိုက်ရှာရမှာလိုက်ဖတ်ရမှာနောင်ဖြစ်နိုင်တဲ့ဟာလေနော်။ဥပမာအဖြစ်ဒီဝေဆိုလို့ရှိရင်လည်း employee ဆို manager တို့ CEO တို့ဟာဒီလိုဟာမျိုးတွေပေါ့နော်။ client တို့ဒီလိုဟာမျိုးတွေ But the transcript and certificate is from UPlan. Nowhere it's written online on the certificate or transcript. It's like another degree, a regular degree. But then you also have the opportunity to go there in person and receive your certificate and the graduation. Now there are lots of reasons why you should choose the program. But before I go there, any level 5 students. So, yes, it's online, which gives you flexibility. When I say online, it's not like, there's lots of, content and you have to read it. Yes, there's content, but you also have live lectures, you have discussion forums, you have module leaders. All the academics for the UK program are British academics. So they're all your professors and lecturers from the UK universities who are teaching the program. So you're going to be led by them, you're going to be taught by them. Again, like our other programs, the UCLan cohort is very international. You're going to have peers or discussions or you will have chats with peers from around the world, not just from Myanmar. အားလုံးပဲမင်္ဂလာပါ Trinket College က teacher မြင့်စုဖြစ်ပါတယ် IT industry ကိုကိုယ့်ရဲ့ career အဖြစ်နဲ့ဝင်ရောက်လုပ်ကိုင်ခြင်းသူတွေအတွက်ကတော့ IT industry ဆိုတာကျယ်ပြန့်ပါတယ်အဲဒီအတွက်ကြောင့်ကိုယ့်ရဲ့ရည်ရွယ်ချက်ကပါလေကိုကဘာကိုစိတ်ဝင်စားလဲဆိုတာကိုတေချာလေးလေ့လာဆန်းစစ်ဖို့လိုအပ်ပါတယ်စိတ်ဝင်စားရဲ့လမ်းကြောင်းကိုရွေးချယ်ပြီးပြီဆိုရင်တော့အဲ့ဒီလမ်းကြောင်းအလိုက်သက်ဆိုင်ရာ IT ပညာရပ်တွေကိုလေ့လာဖို့လိုအပ်ပါတယ်IT နဲ့ပတ်သက်တဲ့ skills တွေအပြင်တကယ် industry ကိုဝင်ရောက်လုပ်ကိုင်တဲ့အခါမှာအသင်းဖွဲ့နဲ့လုပ်ကိုင်ကြရမှာဖြစ်တဲ့အတွက်ကြောင့်ကိုတယောက်တည်းတူတဲ့တော်နေတက်နေလို့မရပါဘူးအဲ့ဒီအတွက်ကြောင့်အခြားသောဒီ soft skills တွေဖြစ်တဲ့ problem solving skills တို့ critical thinking အပိုင်းတို့နောက် communication skills စသည်ဖြင့်ပေါ့နော်ဒီလိုမျိုး skills တွေကိုလည်းလေ့လာထားဖို့လိုအပ်တယ် teacher နာမည်ကတော့ teacher ဒေါ်သိန်းကြီးဖြစ်ပါတယ်Trinket College ရဲ့ academic program အထူးခြားချက်လေးကတော့ Trinket က online ရော in person ရောကျောင်းသားတွေကို lecture တွေကိုပို့ချပေးနေတဲ့အပြင်လုပ်ငန်းဝင်နေတဲ့ကျောင်းသားတွေတက်နိုင်အောင်အတွက်သူကကျောင်းချိန်လို့သင်တန်းလေးတွေဖွင့်ပေးထားတာကတော့သူရဲ့ထူးခြားချက်လေးလို့မြင်ပါတယ်ရှင် NTC result တွေထွက်လာတိုင်းမှာပေါ့နော်ကိုယ့်ရဲ့ကလေးလေးတွေကိုယ့်ရဲ့ကျောင်းသားကျောင်းသူလေးတွေက higher grade လေးနဲ့အောင်မြင်လာတွေ့တဲ့အတွက်ပျော်ရွှင်မိပါတယ်ပေါ့နော်လုပ်ငန်းဝင်ဆိုတဲ့သဘောတရားကတော့ဒီချက်တို့က intelligent question ဆိုတဲ့ question တစ်ခုလေးနဲ့အလုပ်လုပ်ရတာမဟုတ်ဘူး IQ EQ AQ SQ ဆိုတဲ့ social တွေရော intelligent question တွေရောဒါတွေပေါင်းပြီးတော့အလုပ်လုပ်ရတာဖြစ်တဲ့အတွက်လုပ်ငန်းဝင်မဲ့ကျောင်းသားတွေအတွက်ဆိုလို့ရှိရင်တော့ဒီချက်ကဒီလိုမျိုး Q လေး Q နဲ့ကိုကိုမြင်အောင်လုပ်ပြီးတော့လုပ်ငန်းဝင်မှာအောင်မြင်မှုတွေရရှိပါစေလို့တော့ဒီချက်ကတော့ပြောချင်ပါတယ်ဟုတ်ကဲ့ကျွန်တော်နာမည်ကတော့ဆွမ်းထားနိုင်ပါခင်ဗျဟုတ်ကဲ့ရှင်အဲ့လိုမျိုးပေါ့နော် Trinket ဘက်ကနေရောဘယ်လိုမျိုးတွေចောင်းသားစာတင်နေတဲ့တော်တွင်မှာပေါ့နော် supporting ပေးခဲ့သေးလဲရှင် supporting ကတော့ပေးပါတယ် level 4 level 5တုန်းကလုပ်ပြီးပဲပေါ့နော်ကျွန်တော်တို့ဒီ topic တွေနဲ့ပတ်သက်ပြီးတော့ရတာရှိလားမရတာရှိရင်လာမေးပေါ့နော်ဆရာဆရာမတွေနဲ့ညှိပြီးတော့ကျွန်တော်တို့လုပ်ပေးပါတယ်ဗျ assignment ရေးတဲ့ချိန်မှာလည်းကျွန်တော်တို့ဒီ assignment မေးခွန်းနဲ့ပတ်သက်ပြီးတော့နားလည်ရလားဒါမှမဟုတ်လဲဘယ်အပိုင်းကိုရေးရတာအဆင်ပြေဖြစ်လဲပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့လုပ်ပေးပါတယ်ဗျဟုတ်ကဲ့UK degree ကိုပေါ့နော်ဒီကနေလှတက်တဲ့အခါမှာကျောင်းသားအတွက်ဘယ်လိုမျိုးထောက်ပံ့လေးရခဲ့လဲရှင်ဟုတ်ကဲ့အဓိကတော့အချိန်ကုန်တက်တာလေပေါ့နော်ပြီးရင်ငွေကုန်တက်တာလေပေါ့နော်ဒီ UK web တစ်ခုကိုမြန်မာပြည်ကနေပြီးလွယ်ကူကူ
ဒေးသက်နဲ့ရနိုင်တာတော့အဓိကအားသာချက်ပေါ့နော်ပြီးတော့ကျတော့အချိန်ကုန်တက်တာလေဗျသူက online နေနဲ့တက်ရတာပေါ့နော် online နဲ့တက်ရတာဆိုတော့ကျွန်တော်တို့အလုပ်တစ်ဖက်နဲ့လည်းလောက်ရတာအဆင်ပြေတယ်ပေါ့နော်အဲ့ဒါပြီးတော့ Uclan ကဘယ်လိုမျိုးအားသာချက်ရှိသလဲဆိုတော့ကျွန်တော်တို့ဒီဘွဲပေါ့နော် Bachelor ကဒီနိုင်ငံတော်တော်များများကလည်းအတိအမှန်ပြုတယ်ပြီးတော့ UK ဘွဲလည်းဖြစ်တယ်အကယ်လို့ကိုက Master ပိုင်းဆက်တဲ့ချင်းရင်ကြတော့ဒီ Bachelor ကို quota လောက်ထားတဲ့အဆင်ပြေတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်ရွေးချယ်ပြီးရပါဗျဟုတ်ကဲ့Hello, my name is Sheetal Chararia and I'm the Director for Global Business Development at NCC Education. I lead strategy and business development of our international partnerships. We live in a digital era today that is evolving at lightning speed. Our lives are constantly being transformed and influenced by artificial technology, data science, blockchain, cloud computing. All these are transforming the way we communicate, the way we live, and the way we work. It is an industry with immense potential and a lot of opportunities, especially for those who are willing to learn continuously and adapt. Every aspect of our lives today have an element of information technology linked to it. There is a lot of opportunities for those who graduate from the fields of computing and technology. We have seen this firsthand with our presence in Myanmar for the last 32 years now. NCC Education offers level 3, level 4 and level 5 in Diploma in Computing and Diploma in Computing and Business Management. These programs have been designed to ensure that the students graduating from these programs are industry ready, are career ready. The modules, the learning outcomes, and the skills that students develop on completing these programs ensure that they have the latest knowledge for each of the technologies that are out there in the market today. Twinkle College is an accredited partner center of NCC Education and one of our best partners in Yangon, Myanmar. Twinkle College မှာကြိုဆိုပါရရှင်။သင်ရဲ့ IT career ကို support ပေးနိုင်ဖို့အတွက်ကို Twinkle team မှာအဆင်သင့်ရှိနေပါတယ်။ Twinkle College ဟာ PSN VUE ရဲ့ Authorized Test Center ဖြစ်ပြီးတော့ EC Council ရဲ့ Academia Partner လည်းဖြစ်ပါတယ်။ဘို့အတွက်ကြောင့်ကျောင်းသားတွေအနေနဲ့ Global IT Certification Courses တွေနဲ့ career လမ်းကြောင်းမှန်ကိုရှောင်လန်းနိုင်ဖို့အတွက်ဆိုရင်အများကြီးကူညီပေးနိုင်ပါတယ်ရှင်။ Twinkle College မှာလေ့လာသင်ယူတဲ့အခါကျရင်ကျမတို့ flexible နဲ့ career focus ဖြစ်အောင်စီစဉ်ထားပါတယ်။ကျောင်းသားတွေအနေနဲ့ NCC level 3ကနေ level 6 diploma နဲ့ degree program တွေကို online သို့မဟုတ် on-site လေ့လာသင်ယူနိုင်ပါတယ်ရှင်။ classroom ကိုလည်းကျမတို့ practical နဲ့ engaging ဖြစ်အောင်စီစဉ်ပေးထားပါတယ်ရှင်။ Twinkle College ရဲ့ career coaching program မှာဆိုရင်ကျောင်းသားတွေကို real world IT career ရရှိအောင်ကြိုးစားသင်ကြားပေးနေပါတယ်ရှင်။ယခုဆိုရင်တော့ကျောင်းသားအရေအတွက်50ကျော်ဟာ network engineer position ဖြင့်စင်ကာပူမှာလုပ်ကိုင်နေပြီးတော့ career development အတွက်ကိုဆက်လက်ကြိုးစားဆောင်ရွက်နေကြပြီဖြစ်ပါတယ်ရှင်။ Twinkle College မှာ technology ကိုသင်ကြားပေးရုံနဲ့မက confidence ရှိတဲ့ career ကိုတည်ဆောက်နိုင်အောင်လမ်းပြပေးပါတယ်ရှင်။
Twinkle College ဟာဆိုရင် NCC Education UK နဲ့2020ခုနှစ်ကနေစပြီး accredited partner ပြုလုပ်ပြီးတော့ International IT Education Pathway ကိုပံ့ပိုးပေးလျက်ရှိပါတယ်။ယခုဆိုရင် Twinkle College မှာ NCC Level 3, Level 4, Level 5 graduate ဖြစ်ပြီးတဲ့ကျောင်းသားဦးရေ900ကျော်ထိရှိပြီးတော့ University of Lancashire မှာ degree graduate ဖြစ်ပြီးတဲ့သူ21ယောက်ထိရှိခဲ့ပါပြီ။လက်ရှိမှာဆိုရင်လည်း NCC Level 5ပြီးမြောက်အောင်မြင်ပြီးတဲ့အခါမှာ University of Sunderland UK မှာ top degree ကိုဆက်လက်တက်ရောက်နေတဲ့ကျောင်းသားတွေလည်းရှိပါတယ်ရှင်။ Twinkle College ဟာဆိုရင် academic ပိုင်းနဲ့သာမကဘဲနဲ့ career outcome ကိုလည်းအဓိကထားတဲ့အတွက်စင်ကာပူနိုင်ငံမှာ network engineer အဖြစ်လုပ်နေတဲ့ professional အယောက်50ကိုလည်းမွေးထုတ်ပေးနိုင်ခဲ့ပြီးတော့အနာဂတ်မှာလည်းပုံမှန်များပြားလာအောင်စူးစမ်းပေးလျက်ရှိပါတယ်ရှင်။ Twinkle College ဟာဆိုရင် UK University များဖြစ်တဲ့ London Southbank University, Middlesex University, University of Sunderland, Oxford International Education, Edinburgh Napier University နဲ့ University of Portsmouth တို့နဲ့လည်း strong partnership ဖြစ်ရှိနေပါတယ်။ဒါအပြင် Twinkle College ဟာဆိုရင်2025မှာ International Expansion အဖြစ် Thailand ဘန်ကောက်မှာပြုလုပ်ခဲ့ပြီးတော့ Phayat University, Phongkhet Technical College, Bangkok College တို့နဲ့လည်း partnership ဖြစ်ပြုလုပ်ထားပါသေးတယ်ရှင်။ UK Education Pathway ကိုထိုင်းနိုင်ငံတွင်နေထိုင်ရင်းနဲ့ Education Visa နဲ့လေ့လာနိုင်ဖို့အတွက်လည်း supporting ပေးနေပါတယ်ရှင်။ဒါကြောင့်သင်ရဲ့အနာဂတ်မှာ IT career အတွက်မှန်ကန်တဲ့ pathway ကိုစတင်ဖို့အတွက်ဆိုရင်Twinkle College နဲ့အတူဒီနေ့ပဲစတင်လိုက်ပါရှင်။